အားလုံးပဲမင်္ဂလာပါဒီနေ့တော့အရန်စားလုပ်ကောင်းပြီးလောက်ရလွယ်ကူတဲ့ကြာစံတုပ်လေးလှုပ်စားကြမယ်နော်အရင်ဆုံးကြာစံကို15မိနစ်လောက်ရေထဲမှာစိမ်ထားပေးပါမယ်ပြီးရင်တော့တခွားလေးကိုအတုံးလေးတွေလိထားပြီးအစင်တင်ပြင်ထားပါမယ်နော်နောက်တစ်ခုအနေနဲ့ကော်ဖီကိုပပလေးလိထားပေးပါမယ်ကြာစံတုပ်ဆိုတော့နန်းနန်းမင်းကလည်းမပါမဖြစ်ပေါ့နော်နန်းနန်းမင်းကိုလည်းရေဆေးပြီးလိထားလိုက်ပါမယ်မကြီးရေကိုတော့ပိုင်အောင်နာမျိုးမဖြစ်အောင်ရေနွေးနွေးလေးနဲ့ဖြောထားပါမယ်နော်ခုနနေကစိမ်ထားတဲ့ကြာစံတွေကိုရေနွေးဆူဆူနဲ့အနေတော်လေးဖြစ်တဲ့အထိပြုတ်ပေးပါမယ်ရပြီဆိုရင်တော့ရေကိုတေချာစစ်ထားပေးပါမယ်နော်အခုဆိုရင်စပြီးတုပ်ပါတော့မယ်အိမ်မှာအာလူပြုတ်ထားပြီးသားလေးရှိလို့အာလူလေးထည့်ပြီးတုပ်ပါမယ်နော်အရင်ဆုံးအရသာလေးလည်းပိုကောင်းပြီးအယောင်လေးလည်းလှအောင်ကြာညွတ်အနေငယ်ထည့်ပေးပါမယ်ပြီးရင်တော့ကြက်သွန်နီစီချက်လေးကိုထည့်ပေးပါမယ်နော်မွေးမွေးလေးနဲ့ကြာစံတုပ်အရသာကိုပို့ပြီးကောင်းသွားစေမှာပါပြီးရင်လီးထားတဲ့ခေါ်ပြီးအာလူတခွားဒီလေးတွေကိုထည့်ပါမယ်နော်မကြီးရည်လေးကိုလည်းထည့်ပါမယ်အရသာအတွက်ကြက်သားမုံနဲ့စားလေးကိုထည့်ပေးပါမယ်နော်နောက်ဆုံးပဲမုံပစွန်ချောင်းမုံနဲ့ငရုတ်တီမုံတို့ထည့်ပြီးတော့စပြီးနေပါတော့မယ်ကိုကြိုက်တဲ့အရာအတိုင်းလိုတာရှိရင်ထပ်ထည့်ပေးပါနော်နေပြီးဆိုရင်တော့ပကံလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့မပါမဖြစ်နန်းနန်းပင်လေးကိုဖြူလိုက်ရင်တော့အရသာရှိတဲ့ကြာစံတုပ်ကလေးကိုရပါပြီကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်ထားပြီးနောက်ထပ်ဟင်းချက်နေအစ်စ်တွေကိုစောင့်ကြည့်ပေးပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်